အားလုံးပဲမင်္ဂလာပါဒီနေ့2025ခုနှစ်ကတော့ကျွန်တော်တို့စီကိန်းရှိပါတယ်ကျွန်တော်တို့အိရှင်ကတော့ထိုင်းနိုင်ငံအိရှင်မှာကျွန်တော်တို့ဒါတော့2015စင်ကာပူစီကိန်းမှာမြန်မာအသင်းဒုတိယရဖို့အတွက်အရန်ကိုအရေးပါခဲ့တဲ့ဆီမီဖိုင်နယ်ပွဲစဉ်မှာကျွန်တော်ဗီယက်နမ်ကို2-2နဲ့နိုင်ရခဲ့တဲ့ပွဲစဉ်မှာအရန်ကိုမြန်မာပြည်သက်တွေပျော်ခဲ့တဲ့ပွဲစဉ်ဒီတရားဦးကြည်လွင်ဦးဆောင်ပြီးတော့ကျွန်တော်စီတူအောင်ကိုတော်ဘာနေမှာကျော်စင်ဖြိုးကျွန်တော်ကျော်စင်လွင်အသင်းကောင်းဆောင်နေလင်းထွန်းရေကိုဦးလှိုင်းဖို့ဘူးကျွန်တော်အဲ့ဒီအစုဖွဲ့နေပေါ့ဗျာကျွန်တော်အဲ့လိုရင်ဆိုင်ခဲ့ကြတယ်ပေါ့အဲ့လိုရှိတယ်မှာဆိုရင်အခုရှိုင်းတူရာတို့ဘာလို့မှတ်မိပါသေးတယ်အဲ့ဒီကစားသမားတွေနဲ့ကျွန်တော်တို့ဒုတိယယူခဲ့တာပေါ့ဗျာအခု2025စီးကိန်းလည်းရှိတယ်ဗျာကျွန်တော်စုပလာမရတာကျွန်တော်2015ထားပါတော့ဗျာဒါတွေက2015တော့ဒါဒုတိယရခဲ့တာပေါ့စီးကိန်းမှာငွေတစ်စိတ်ရတယ်အဲ့ဒီတော့မြန်မာအသင်း2015ဆယ်စုနှစ်တစ်ခုပေါ့10နှစ်ပြည့်ပြီ10နှစ်တတိပြည့်ပြီပေါ့အဲဒီမှာဒီ2015မှာဒူရဘာတစ်ခုလုံနိုင်မလဲပေါ့ဗျာစုတစ်ခုရယူနိုင်မလားပေါ့စောင့်ကြည့်ရမှာပေါ့ဒါပေမဲ့ရယူနိုင်မယ်လို့လည်းညွှန်လင်းပါတယ်အမျိုးသားတင်ရောမျိုးသမီးတင်ရောဒါကတော့ကျွန်တော်ပွဲကိုလုံးဝတင်ဆက်နေတာမဟုတ်ပါဘူးဒီပွဲကတော့လူတိုင်းကြည့်ပြီးသားပါဒါအမှတ်တရအနေနဲ့ပြန်ပြပေးတာပါတင်ပေးတာပါတော်တော်ကောင်းပါတယ်အဲ့တော့စီတူအောင်တို့9ခုတင်တယ်စီကိန်းမှာကိုသွင်းများစုစုကမပေးတော့သူမရခဲ့ဘူးပေါ့စီကိန်းမှာ9ခုကျော်စင်တီကလည်းပွဲတော်တော်ကောင်းတယ်ဗျာတော်တော်ကောင်းတော့ကျော်စင်တီကအမှဒါတော့ဟိုဂူရဲဟာပဲတရားတော့လေအဲ့လိုလက်စွမ်းတိတ်မပေါ်ဒါပေမဲ့အိပ်ပွဲကြည့်ဘူးတိတ်ပါတယ်နေ့လက်ပတ်ကျွန်တော်2နိုင်3နိုင်လောက်တင်တယ်အဲ့ဒီမှာကန်တာတော်တော်ချစ်ကောင်းတယ်ညာဘိုးကြီးကနောက်ဆုံးချိန်နေလင်းထုံးဒုတိယကိုတွင်းသွားပြီးတော့ပြော့လာလေတရားစိတ်ထဲမှာတကယ်လှိုက်လဲပြော့တာမြန်မာအဲ့ဒီမှာဒုတိယကိုတရားချစ်လုံးဝအဲ့ဒါလူထိတ်သွားပြီးတော့ကိုယ်ထဲဝင်သွားတာဟာမြန်မာတရားဗီယက်နမ်မနိုင်တာတော်တော်ကြာပြီလေတရားအဲ့လိုဗီယက်နမ်ကိုနိုင်တာဒါလက်ယူစင်တော့မဟုတ်ဘူးပေါ့ယူ23ပေါ့ဒါဘာပဲတိတရားမှနိုင်လိုက်တာတော်တော်ကြီးချိန်နဲ့တရားအဲ့မှာအဲ့ဒါနိုင်ပြီးတော့ထိုင်းတော့မှကျွန်တော်တို့ဘလူးပွဲမှာတော်တော်လေးတူနဲ့ကစားတာပထမပိုင်းကိုမရှိထင်တယ်တော်တော်မှတ်မိတယ်တရားတော်လွမ်းစရာကောင်းတဲ့ချိန်တွေပါအားလုံးကျေးဇူးတင်ပါတယ်နော်ဘာပဲတဲ့ကျွန်တော်တို့မြန်မာပြိတ္တတွေကတော့မြန်မာဘလုံးမွေးဆိုတော့မြန်မာကိုအားပေးချင်တယ်ဗျာတကယ်တော့မြန်မာပြိတ္တတွေကနိုင်စေချင်တာဗျာမြန်မာဘလုံးဥမာဒီနေ့မြန်မာပွဲရှိတယ်ဗျာမကြည့်ဘူးလုံးဝမကြည့်မင်းတို့မြန်မာတွေကမထားပါတော့ရိုင်းတော့ခွတ်လို့စောက်ပေါ်တင်ဘာမှမသိတစ်ချိန်လုံးရှုံးနေတယ်ဗျာညာဘလောက်တူမနှက်ကြရင်အဲ့ညပွဲမြန်မာဘလူတက်သွားမြန်မာနိုင်တော့တဲ့1-0နဲ့ဆိုတျော်သွားတာပဲမသိစိတ်ကဟိုတစ်ဖက်တင်ဟိုတာဘာသိတဲ့နော်ဟိုမြန်မာရှုံးသွားတဲ့ဆိုရင်စိတ်တူတာပဲစိတ်မကောင်းဖြစ်တာပဲဒါမြန်မာပြိတ္တပဲအချိန်တန်ကွင်းနဲ့ရောက်လာမှာပဲပြောရင်နေရီဝဲတယ်ဗျာတကယ်မြန်မာချိန်တော့ရွှေခစ်တွေငွေခစ်တွေထားလိုက်တော့ဒါကျွန်တော်တို့မှီတယ်ကျွန်တော်တို့ news ဆက်မှာကျွန်တော်တက်နေကြတယ်တရားရှုခက်ကိုအကုန်လုံးကြိုးစားကြတရားပရိသတ်တွေကတော့တာဝန်ကြီးတယ်ပရိသတ်တော့ဘယ်တော့မှဟိုတာမတင်ဘူးပရိသတ်ကတော့တာဝန်ကြီးတယ်ကစားသမားတွေကြိုးစားပေးကြပါလို့အားလုံးဒီနေ့တော့ကျွန်တော်ခန်းစားချက်တွေနည်းနည်းလေးပြောလိုက်ပါတယ်အားလုံးနဲ့နားတိခတ်ပြီးနားထောင်ပြီးတော့ကျေးဇူးပါဟိုအစင်ပြေမယ်လို့လည်းညွှန်လင်းပါတယ်ခန်းစားချက်တွေပါသွားတဲ့အတွက်စကားပြောမှားရင်လည်းတောင်းပန်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ပျော်ရွှင်သောနေ့လေးဖြစ်ပါစေခင်ဗျာ